မင်္ဂလာပါဒီနေ့ကြာရောက်တဲ့ချစ်သူများနေ့မှာချစ်သူခင်သူများအားလုံးနဲ့ပျော်ရွှင်ကြပါစေလို့ဥစွာဆုတောင်းပေးလိုက်ပါတယ်နော်ချစ်သူများနေ့ဆိုတာကတော့ပန်းစည်းတွေချောကလက်တွေလက်ဆောင်တွေပေးကြတဲ့နေ့တစ်နေ့တည်းမဟုတ်ပါဘူးခင်ဗျာတကယ်တော့ဘဝရဲ့မောင်မိုင်ဆုံးချိန်တွေမမျှော်လင့်လာတဲ့မုန်တိုင်းတွေဝင်လာတဲ့အခါကိုချစ်သူကိုတယောက်နဲ့ထားမသွားပဲနဲ့ချစ်သူရဲ့လက်ကိုမြဲမြဲတွဲထားနိုင်မှသာအချစ်စစ်အချစ်မှန်ဖြစ်မှာပါဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ကံကြမ္မာရဲ့လက်ကွယ်ကြောင့်လောကဓာတ်မုန်တိုင်းတယောက်တည်းရင်ဆိုင်နေရတဲ့လူငယ်လေးတယောက်ရဲ့အကြောင်းပါပတ်ဝန်းကျင်ကဝိုင်းပယ်ထားကြတဲ့ချိန်တေမင်းနဲ့ဆက်ခင်းနေရတဲ့ချိန်မှာသူ့ရဲ့နာမဘသူတွေရှိနေမလဲမျက်ရည်ကြားကနေပြီးတော့ပြုံးပန်းနေဝေးစားသွားစီပဲတွဲလက်ဆိုတဲ့ဇာတ်လမ်းလေးကိုအခုပဲနားဆင်ကြည့်လိုက်အောင်လားဗျာတွဲလက်မော်လမြိုင်မြို့၏ကန်နာလန်တနေရာတွင်ရှိသောစိတ်ငြိမ်ဆောင်ဆိုင်လေးဟာမိုးပွဲပွဲကြနေတဲ့ဒီလိုမျိုးအချိန်တွေဆိုရင်ပိုပြီးတိတ်ဆိတ်ငြိမ်သက်နေသည်ဆိုင်ရှင်ဖြစ်သူဒုက္ခမောင်ဟာပြည်ထင်းပေါင်းမှတစ်ဆင့်တန်လွင်မြင့်ပြင်ကျဲကိုငေးကြည့်ရင်တပ်ပြင်းချလိုက်သည်သူ့လက်ထက်တွင်ပုံမှန်တောက်နေကြ ARD ဆေးပလိတ်လေးကိုတင်းတင်းဆောက်ကင်ထားသည်လွန်ခဲ့သော3နှစ်ကဒုက္ခမောင်ဆိုတာရန်ကုန်မြို့ရဲ့အချမ်းသာဆုံးစီးရင်ဝင်ကောင်းတဲ့ကြီးမားတဲ့တထင်းမိသားစုရဲ့အငယ်ဆုံးသားတူဖြစ်ခဲ့သည်အကိုကြီးဖြစ်သူကစီးပွားရေးလောကတွင်နာမည်ရသလိုဒုက္ခမောင်ကတော့စိတ်ထားနှုညံ့ပြီးပရာဟိတလုပ်ငန်းတွေမှာပျော်မွေ့နေသူဖြစ်သည်သွေးလူတန်းပွဲတိုင်းမပါမဖြစ်ပါဝင်တတ်သူလည်းဖြစ်သည်ကံကြမ္မာစိုးဝင်မဲ့ထိုတနေ့မှာတော့ဒုက္ခမောင်လမ်းမပေါ်မှာကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကိုယ်တွေကြုံလိုက်ရသည်သွေးအိုက်ထဲတွင်လဲကျနေတဲ့လူနာတွေကိုကယ်တင်ပြီးစိတ်စောနေပြီးတော့အကာအကွယ်မဲ့ဝင်ရောက်ကူညီရာကနေသူ့ရဲ့လက်မတန်းရနေကြောင်းလူနာရဲ့သွေးတွေနဲ့ထိတွေ့မိခဲ့သည်အဲဒီချိန်ကသူဘာမှမထင်ခဲ့။ဒါများအကြာပုံမှန်သွေးလူရန်သွေးစစ်လိုက်တဲ့အခါမှာတော့စိတ်မကောင်းပါဘူးကိုဒုက္ခမောင်ခမရသွေးထဲမှာHIV ပိုးတွေတွေ့ရတယ်ဗျ။ဆရာဝန်ရဲ့စကားဟာမိုးကြိုးပြစ်ချလိုက်သလိုပဲထိုထက်ဆိုသည်ကမိသားစုရဲ့တောက်ပြမှုဖြစ်သည်မင်းကတော့မျိုးဖျက်ဆီးလိုက်တာပဲဒီသတင်းသားအပြင်ကြားသွားရင်ငါတို့မျက်နှာဘယ်သားတော့ထားမလဲကွာဖခင်ဖြစ်သူရဲ့ဒေါသကြီးအော်ဟစ်တဲ့နဲ့အကိုကြီးရဲ့အေးဆက်တဲ့အကြီးတွေဟာဒုက္ခမောင်ကြာဆုံးခဲ့ရပါပြီနောက်ဆုံးမှာမိသားစုအတိုင်းဝိုင်းနဲ့ဝေးရာမော်လမြိုင်မြို့ကိုထွက်ခွာလာခဲ့ပြီးစောင်းဆိုင်ကလေးဖွင့်ကဘဝကိုလူသူမသိမြုပ်နှံလိုက်ပါတော့တယ်ကိုဒုက္ခဘာရင်ငင်းနေရလဲဗျာရှင်မြူးတဲ့အတန်တစ်ခုကြောင့်ဒုက္ခမှာအတိတ်ကနေရုံထွက်လိုက်ရသည်ဆိုင်တကားဝတွင်ထိခေါင်ရင်ဝင်လာသူကမင်းထက်ဖြစ်ပါသည်ဒေသခံလူငယ်တူဖြစ်ပြီးမျက်လုံးတက်တောင်အပြုံးချွချွနဲ့လူချစ်လုံခင်ပေါ်တဲ့ကောင်လေးဖြစ်သည်။အော်မင်းထက်မိုးရတယ်လာပြန်ပြီလား။အကိုစီလာတာမိုးရလည်းကိမဆိုင်ပါဘူးဗျာ။ဒီနေ့ရောအကိုနေကောင်းလား။မင်းထက်ဟာဒုက္ခမောင်ရဲ့နေစဉ်ဘဝတွေကိုတဖြည်းဖြည်းစီးဝင်လာခဲ့သည်။ဒုက္ခမောင်ကအစာပိုင်းမှာရှောင်ဖယ်တော့လဲမင်းထက်ရဲ့ရိုးသားတဲ့ကျူဆိုင်မှုစာပေအကြောင်းဆွေးနွေးမှုတွေအောင်မှာတန်ရောင်းစင်ကြိုးလေးတွေတွယ်ညီးစားပြူလာပြီ။သို့ပေမဲ့ဒုက္ခမောင်ကသူ့ဘဝအခြေအနေကြောင့်စီးတစ်ခုချတာမြဲပဲ။ထိုနေ့ညနေကမိုးတွေကလည်းပိုးပြီးတဲနေသည်။ဆိုင်ထဲမှာသူတို့နေအောင်လည်းရှိနေစေမင်းထက်ကဒုက္ခမောင်ရဲ့လက်ကိုရုတ်တရက်ဆောက်ကန်လိုက်ပြီးကိုဒုက္ခကျွန်တော်ကိုယ်ကိုလေအများကြီးသဘောကျတယ်။ခင်မင်တာတဲ့ကိုအများကြီးပို့တယ်ဗျာ။ဒုက္ခမောင်ရင်ထဲဝုန်းတိုင်းကျဲသွားသည်သူတိတ်တခုမျောလင့်ခဲ့တဲ့စကားဖြစ်ပေမဲ့လက်တွေ့ဘဝကသူ့အတွက်အလုံးကိုခါတီးလုံးလာသည်မိသားစုတော်လက်မခံခဲ့တဲ့သူကိုဒီလူငယ်လေးကအသာတကြီးနဲ့လက်ခံပါမလားဒုက္ခမောင်ဟာမိထက်ရဲ့လက်ကိုကြမ်းတမ်းစွာပုတ်ထုတ်လိုက်ပြီးမေးပါစကားပြောတာလဲမိထက်ငါအကြောင်းနဲ့မေးပါသိလို့လဲကွာ
ကိုအကြောင်းနဲ့ကျွန်တော်စိတ်မဝင်စားဘူးအကိုရဲ့အတိတ်ကဘာပဲဖြစ်နေနေကျွန်တော်မသိချင်ဘူးအကိုရဲ့ပြစ္ဆုတ်ပံဝဲကျွန်တော်ချက်တာတော်စမ်းဒုက္ခမောင်ဟာမင်းထက်ကိုအော်ဟစ်ပြလိုက်သည်မျက်ရည်များဝဲတက်လာပြီးမင်းမသိပါဘူးမင်းထက်ဟာကမှ HIV ကိုရှိတယ်ကွာငါပြောတာမင်းကြားလားငါတို့အိမ်ထဲမှာယောဂပိုးရှိတယ်ငါကလူကောင်းတရားမဟုတ်ဘူးကမိသားစုတော့ငါ့ကိုစွန့်ပစ်ခဲ့တာသွားမင်းကနာထွက်သွားပါတော့တခါလုံးတိတ်ဆိတ်သွားသည်မင်းထက်မျက်နှာတွင်အံ့ဩမှုနဲ့ထိတ်လန့်မှုအရေးရောင်များဖြတ်ပြေးသွားသည်သွားငါဆိုင်ထဲအခုချက်ချင်းထွက်သွားဒုက္ခမှာအတင်းပေါင်းထုံးလိုက်သည်ဖြင့်မင်းထက်နှုတ်မဆက်ပဲမိုးရိပ်ထဲပြေးထွက်သွားတော့သည်ဒုက္ခမှာတကားကိုပိတ်ပြီးကြောမိချလိုက်ကရှိုက်ကြီးတက်ငယ်ကိုကျွေးပြီးတော့သည်ငါဘဝမှာအချက်နဲ့ထိုက်တယ်မဟုတ်မင်းထက်ရာနောက်တနေ့တွင်ဒုက္ခမှာဆိုင်ဖွင့်ရတကားဖွင့်လိုက်တဲ့အခါဆိုင်ရှိမှထိုင်ဆောင်နေတဲ့မင်းထက်ကိုတွေ့လာရသည်မင်းထက်မျက်လုံးများကအရေးပြတ်ထားသဖြင့်နေရဲနေပေမဲ့အကြည့်များကခိုင်မာပြတ်သားနေသည်မင်းမပြန်သေးဘူးလားကိုဒုက္ခကျွန်တော်ညတညလုံးပဲအင်တာနက်မှာရှာတွေ့ခဲ့တယ်မင်းထက်ဟာပတ်သက်ရရင်တဲ့စကားပြောလိုက်သည်ဘာလို့လဲ HIV အကြောင်းလေပြီးတော့ကျွန်တော်တို့ရှေ့ဆက်ရမယ့်အနာဂတ်အကြောင်းမင်းထက်ကဒုက္ခမောင်ရဲ့လက်ကိုတင်းဆွဲယူလိုက်သည်လာကျွန်တော်နဲ့လိုက်ခဲ့အခုချက်ချင်းဆေးရုံသွားကြမယ်ဘာလို့ဖို့လဲဆရာဝန်နဲ့သွားတိုင်းပေးမယ်ကျွန်တော်အကုန်သိပြီကိုဒုက္ခဒါပေမဲ့အခုရှိမှဆရာဝန်စီကအတည်ပြုချက်ယူချင်တယ်ဘောလမြိုင်ပြည်သူ့ဆေးရုံကြီးရဲ့ ART ဌာနတွင်ဖြစ်သည်ဆရာဝန်ကဒုက္ခမောင်ရဲ့ဆေးမှတ်တမ်းကိုကြည့်ပြီးပြောင်းလိုက်ပါတယ်ဘေးတွင်တော့မင်းထက်ကဒုက္ခမောင်ရဲ့လက်ကိုတင်းကျပ်စွာဆောက်ကင်ထားသည်ကိုဒုက္ခမောင် ART ဆေးကိုပုံမှန်တောက်လာတာပဲဆေးစစ်ချက်တွေကလည်းရဲကောင်းတယ်ဗျာမင်းထက်ကဝင်မေးသည်ဆရာကျွန်တော်ပရိညာဖတ်ထားတယ် ART ဆေးတောက်ပြီးပိုးကောင်းရင်ထိချောင်းတိုင်းရင်မကူးဆက်ဘူးဆိုတာတကယ်ပဲလားဗျာဆရာဝန်ဟာခေါင်းကျိတ်ပြသည်ဟုတ်တယ်ညီလေးမှန်တယ်နော်ဒါကိုဆေးပညာမှာ U = U လို့ခေါ်တယ်ကိုဒုက္ခမောင်လို့ ART ဆေးကိုစနစ်တကျတောက်ပြီးတော့သွေးထဲမှာ virus ပိုးကောင်းရင်ရှာမတွေ့နိုင်တော့တဲ့အဆင့်တကယ်လို့အဲ့လိုအဆင့်ကိုရောက်သွားပြီဆိုရင်လိမ်ဆက်ဆံမှုကနေတစ်ဆင့်ကိုယ့်ရဲ့ချစ်သူကိုယောဂမကူးစက်နိုင်တော့ပါဘူးဒါကသိပ္ပံတိကျအာမခံချက်ပါဒါပေမဲ့လောလောဆယ်တော့အဲ့လိုမျိုးဖြစ်မဖြစ်ဆိုတာစစ်ဆေးမှုတွေလုပ်ရပါဦးမယ်မိထဟာဒုက္ခမောင်ဘက်ကိုလှည့်ကြည့်ပြီးပြောလိုက်သည်ကြားလားကိုဒုက္ခအကူကအန်ဒီရှိတဲ့လူမဟုတ်ပါဘူးအကူကကျွန်တော်ရဲ့ဘဝလက်တွဲပေါ့ကျွန်တော်ဘဝအတွက်ထာဝရလူဒုက္ခမောင်မျက်ရည်များကြပြီးပြန်သည်ဒီတစ်ခါတော့ဝမ်းနေလို့မဟုတ်ဝမ်းသာလုံးလို့ကြတဲ့မျက်ရည်မိသားစုတော်မပေးနိုင်ခဲ့တဲ့နှွေးထွေးမှုနဲ့ယုံကြည်မှုကိုဒီကောင်လေးကပေးခဲ့တာလေလား6လကြာပြီးတဲ့နောက်မှာမော်လမြိုင်ကန်တာလဲညနေနေဝင်စီးစာချိန်တခုမှာဒုက္ခမောင်နဲ့မင်းထက်တို့နှစ်ယောက်လမ်းလျှောက်လာကြသည်ဒုက္ခမောင်ရဲ့လက်ထက်မှာဆေးရုံကနေနောက်ဆုံးရရှိထားတဲ့သွေးစစ်ချက်ဖြေလွှာလေးအဖြေကတော့ပိုးကောင်းရင်ရှာမတွေ့ရှိတော့ပါဘူးတဲ့ကိုဒုက္ခကျွန်တော်တို့နိုင်ပြီနော်မင်းထက်ကပြုံးပြီးဒုက္ခကိုကြည်ကပြောလိုက်သည်မဟုတ်ဘူးမင်းထက်မင်းကငါ့ကိုအနိုင်ယူပေးလိုက်တာကျေးဇူးတင်ပါတယ်ကွာဒုက္ခမောင်ကမင်းထက်ရပကောင်းပြီးလိုက်သည်တစ်ချိန်ကဂုံသတင်းကြီးတဲ့အတိုင်းဝိုင်းကဆော့ပစ်ခံရပေမဲ့အခုတော့ရိုးသားတဲ့မေတ္တာတရားနဲ့နားလည်မှုရှိတဲ့လက်တစ်စုံကိုဒုက္ခမောင်ပိုင်ဆိုင်ထားခဲ့ပြီယူကွဲယူဆိုတာဆေးပညာစကားလုံးတတ်တတ်မဟုတ်ဘူးနော် UNU မင်းနဲ့ကဆိုတဲ့စကားလုံးပေါ့တသက်လုံးတူတူရှိမယ်ဆိုတဲ့အဓိပ္ပာယ်ပဲမင်းထက်ရဲ့နောက်ပြောင်တလို့စကားကြောင့်ဒုက္ခမောင်ပြုံးလိုက်သည်သူတို့နှစ်ဦးရဲ့တွေ့လဲများဟာတန်လွင်မြစ်ကူးတရားကြီးလိုပင်ခိုင်ပါလျက်ဘဝရဲ့မုန်တိုင်းတွေကိုအတူတူဖြတ်ကျော်ရန်သူတို့နှစ်ယောက်လုံးအစင်သင့်ဖြစ်နေကြပါပြီကျေးဇူးတင်ပါတယ်ခင်ဗျာချစ်သူတိုင်းတွေ့လဲမြဲကြပါစေ